အားလုံးဝင်လာကျွန်တော်နာမည်ကတော့ပူရှာမီဖြစ်ကျွန်တော်ဟိုနေ့တော့တင်ထားတဲ့တချင်းစုပြန်ဆွဲဗီဒီယိုလေးကိုကျွန်တော်ကတော့မနေ့ပြန်မှာဆွပြဖြစ်ပါတယ်အခုချိန်မှာကျွန်တော်စပိုက်ကြီးစပြန်မှာဖြစ်ပါတယ်နော်ခုချိန်မှာကျွန်တော်စပိုက်ကြီးကထမင်းလေးနဲ့လောက်ထားပြီးတော့အဲ့ထမင်းကိုကျွန်တော်နဲပေးမယ်နဲလောက်မယ်နော်ခဏစောင့်နဲလောက်ကိုဆောင်ရနမေကျွန်တော်ဒီစပါဂျီအရင်ကြိုက်ပဲဗျစပါဂျီကတော့ကျွန်တော်ငငယ်ကလေးကစားလာတာအခုဒီမှာစပါဂျီကင်းအောင်ဖြစ်နေဘာမှစားကြပါခင်ဗျာ张少部是这个运动的，这一点就不知道那个，就白啥什么的，အားသိမစဘူးရဆက်ဆိုစားကြပါခင်ဗျာဒီနေ့ပြစားရှိတယ်ဆင်းမှာရှိမင်္ဂလာပါကျွန်တော်အစွမ်းပြလိုက်ဒီနေ့ပြည့်တယ်ဆက်ချုံဘောဆိုလို့ရှိတယ်နော်ကြောက်ရနေရဟုတ်ပါဟုတ်ပြီကျွန်တော်တို့ဝင်မထားရှယ်ပလိုင်းဆွဲတော့မှာနော်ဒါရှယ်စားနေတာပြီးကြည့်တာပါကျွန်တော်စပါးကြီးထမင်းနဲ့ရောစားတာပို့ပြီးကြိုက်တယ်ဗျထမင်းနဲ့ရောစားကျွန်တော်ရဲ့ဘောခန္ဓာကိုယ်နဲ့ဟိုဝိညာဉ်နဲ့ပဲထွက်သွားစားကြပါဦးညာစားကြပါဦးညာဆမ်းမလေးပဲအော်ပိတ်တို့ဒါစင်ရကြိုက်ပါလေဆယ်ဟောဆယ်ကောင်းတာရောက်ကောင်းမယ်ကျွန်တော်နောက်နေ့မှတွေ့ကြမယ်တတား